လူများတဲ့ survival server တွေမှာသတိထားအမှတ်အချက်9ချက်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ UMC ပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ YouTube ပေါ်မှာကျွန်တော်တငယ်ချင်းတွေကိုလူများတဲ့ survival server တွေဒီ server တွေမှာအရင်လူများတယ်ပေါ့နော်အနည်းဆုံးလူ9ယောက်10ယောက်ကနေပြီးတော့ရှိတဲ့ survival server တွေမှာဆော့နေကြတဲ့တငယ်ချင်းတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့အဲ့လိုလူများတဲ့ server တွေမှာဂရုစိုက်ပြီးတော့သတိထားတဲ့အချက်9ချက်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဒီချက်9ချက်ကလူများတဲ့ server တွေမှာဆောင်းနေတဲ့တငယ်ချင်းတွေအတွက်အသုံးဝင်မယ်ထင်ပါတယ်လူကတော့4ယောက်ကနေ9ယောက်အတွင်းရှိတဲ့ server တွေမှာသတိထားသင့်ပါတယ်အဲ့ထက်အထက်ဆိုလည်းပို့ပြီးတော့မှသတိထားသင့်ပါတယ်ကဲအဲ့တော့ဒီနီးလက်နေကျွန်တော်ပြပြတဲ့နီးလက်နေကတငယ်ချင်းတို့အတွက်အသုံးဝင်မယ်ထင်ပါတယ်ကဲအဲ့တော့ဗီဒီယိုလေးကိုစလိုက်အောင်ဗျာ like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့တော့တငယ်ချင်းတို့ကဲ let's start ပထမတစ်ချက်ကတင်းရဲ့ server ထဲမှာ secret base တွေထားရပါမယ်တင်းရဲ့အရေးကြီးပစ္စည်းတွေကိုတိတ်ချထိမ့်သိမ့်ဖို့လိုပါတယ်ပိုတိုင်းမဲ့တိတဲ့တကယ်လည်းလုံခြုံတဲ့ chest တွေပါတွေထားရမယ်နေရာတစ်ခုလည်းလိုပါတယ်အဲ့လိုမှမဟုတ်ရင်တင်ကအဲ့လိုမထားတော့ဘူးဆိုရင်တင်းပစ္စည်းတွေလာခိုးမဲ့လူကရှိပါတယ်တကယ်လို့တင်အဲ့လိုထားရင်တော့မှတင်းရဲ့ဒီလိုဝစခန်းကိုလာပြီးတော့မှဖောက်မဲ့လူကအသက်ကိုရှိပါတယ်နံပါတ်1ကစာဝါလီဒါထားရမယ်စာဝါလီဒါကစာဝါထဲမှာလူကများတဲ့အပေါ်မှာလူတွေကိုထိန်းချုပ်မဲ့အားလုံးလည်းလေးစားရတဲ့လူတယောက်တော့လိုတယ်ဘာလို့လဲဆိုတော့ဒီလူတွေအများကြီးကိုထုတ်ကင်နိုင်မှုကလည်းကိစ္စမဟုတ်ဘူးအချင်းများတာတွေရံဖြစ်တာတွေပါရှိလာနိုင်တယ်အဲ့လိုမမျှတတာမျိုးတယောက်နဲ့တယောက်နိုင်ကျင်တာမျိုးဖြစ်တတ်တယ်ပွဲထဲမှာကျင်မကောင်းတာပေါ့အဲ့လိုမျိုးထိန်းချုပ်ဖို့လူတယောက်လိုတယ်ဒီလိုလူတယောက်ထိန်းချုပ်မဲ့လူကိုစာပါအုံနာကိုပေးတင်တယ်ဒါပေမဲ့စာပါအုံနာထက်အသုံးကျတဲ့လူကိုလည်းပေးတင်တယ်တကယ်တမ်းပြောရရင်တော့အကြံပေးရရင်တော့စာပါအုံနာကိုပဲပေးဖို့ပြောချင်တယ်ဘာလို့လဲဆိုတော့ तू ကကြိုက်တာလည်းလို့ရတယ်အုံနာဆိုတော့လေနောက်တစ်ခုက operator ကိုဖင်အားတိုင်းမပေးပါနဲ့တကယ်ကြီးတို့အားနေလည်းမပေးပါနဲ့ကိုယုံကြည်ရတဲ့လူနဲ့စိတ်ချရတဲ့အဓိကလူတွေကိုပဲပေးပါအဲ့လိုမျိုးလူတိုင်းအောင်ပေးရခဲ့လို့ရှိရင်ဒီထဲမှာအကျင့်မကောင်းတဲ့လူကချိတာတို့ diamond တွေကို creative mode ပြောင်းပြီးယူတာတို့ comment တွေယူတာတို့သူများတွေကိုလေးပေါ်ပြန်ပြီးလိုက်တတ်တာတို့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်အနိုင်ကျင့်တာမျိုးပေါ့ဗျာနောက်ချက်က server ထဲမှာရှိတဲ့ resource တွေ iron fan တို့ဒီလိုမျိုး infinite fan တွေဒီလိုမျိုးလေဝင်းတွေပါတွေကိုအစာတွေထုတ်လုပ်တာပဲဖြစ်ပါထုတ်လုပ်တာပဲဖြစ်အားလုံးသုံးနိုင်အောင်လုပ်ပါတယောက်တည်းကြီးပဲဒါငါ EXP fan ဘသူ EXP fan ဆိုတယောက်တည်းမသုံးပါနဲ့အားလုံးဝင်မြပြီးသုံးဆွဲပါဒီလိုဆိုလို့ရှိရင်အားလုံးလည်းအဆင်ပြေပါတယ်ကျွန်တော်တို့အခုကျွန်တော် server ထဲမှာကြည့်မယ်ဆိုလဲခင်ဗျားတို့ဗီဒီယိုထဲမှာမြင်နေရတယ်ပဲဒါတော့ iron fan ပါဒီ iron fan ကြီးကတနာကြီးကိုiron ပေါင်း9000လောက်ကိုထုတ်လုပ်နိုင်ပါတယ်ကျွန်တော်တို့တွက်ထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီ server ထဲမှာဘသူပိုင်းနေလို့မရှိပါဘူးအားလုံးကြိုက်တဲ့ပမာဏ U3 ဝင်ရှိပါတယ်လာကားဖြုတ်မှသွားလဲရပါတယ်ဘာမှမဖြစ်ပါဘူးတကယ်ကျွန်တော်လည်းအဲ့လိုမျိုးလောက်ထားဖို့လိုပါတယ်တကယ်ကျွန်တော်ရဲ့ server ထဲမှာအဲ့လိုမျိုးတယောက်တည်းသုံးတာလေးနည်း short ပေါ့နော်အားလုံးဝေမျှပြီးတော့ခွဲဝေသုံးဆွဲတာပို့ပြီးတော့မှကောင်းပါတယ်ဒီတစ်ချက်ကသဘောမကောင်းတာတော့မဟုတ်ဘူးသူများလိုချင်တိုင်းကိုကဝေမျှနေတယ်ပေးနေရဆိုလို့ရှိရင်အဲ့လူတွေကကြားလို့ရှိရင်ကိုကမပေးတော့တဲ့အခါကိုစီကပစ္စည်းပြန်ခိုးတာတို့မင်းမလုပ်တော့ဘူးလားအရင်လိုမပေးတော့ဘူးလားဘာညာအဲ့လိုမျိုးရစ်တာတော့ဖြစ်နေတတ်ပါတယ်အဲ့လိုမျိုးနေရာကြီးကြိုင်လဲကိုသတိထားပြီးတော့မလှူတင်ပါနဲ့ပေးတယ်သဘောကောင်းတာတော့တက္ကနာပေါ့ဗျာဒါပေမဲ့အဲ့ဒါလေးတစ်ခုတော့ဂယူးဆိုင်တင်ပါတယ်ကောင်းဂယူးဆိုင်တင်ပါတယ်ဘာလို့လဲဆိုတော့ကိုကနောက်ကိုမှကုံသွားတာတော့မရှိတော့တာတော့ ਨੇ ပစ္စည်းတစ်ခုပေးနေကြဟာတစ်ခုမပေးတော့ရင်အဲ့လူကကိုဒုက္ခပြန်ပေးတာမျိုးဖြစ်တတ်ပါတယ်အဲ့ဒါလေးတစ်ခုကိုလည်းစာပါထဲမှာ queue ဆိုင်ဖို့လိုပါတယ်ချင်းချင်းအရန်အလိုမလိုက်တာကောင်းပါတယ်အကောင်းဆုံးကတော့ကိုယ့်အကိုတယောက်တည်းပဲရှာပြီးတော့နေတာကောင်းပါတယ်လှူတာတော့ကောင်းတာဗောနော်ဒါသဘောကောင်းတာဗောဒါပေမဲ့လှူတာထက်လွန်သွားရင်တော့မကောင်းတော့ပါဘူးအဆင်မပြေပါဘူးဝေးမှာပဲနေပြီးခရီးပဲပတ်သွားပြီးအားလုံးနဲ့အတူတူစုစည်းမနေတဲ့လူကိုဒဏ်ပေးပါရှောင်းပါသူတို့စာပါရဲ့ထုတ်တာမျိုးလုပ်တင်ပါတယ်ဘာလို့လဲဆိုတော့တယောက်တည်းပဲနေမဲ့ဆိုကိုယ့်အကိုဝေါထောင်ပြီးနေလိုက်လို့ပြောလိုက်ပါအဲ့လိုမျိုးခရီးပဲရှောက်သွားနေတဲ့ကောင်ကိုဒဏ်ပေးတင်ပါတယ်ရှောင်းတင်ပါတယ်စီလုံးနေပါစာပါထဲမှာလူများတဲ့အတွက်လူများတွေလူဘိုခင်လေးဖြစ်နေရပါမယ်ညီညွတ်စွာနေပါနမူနာတစ်ခုပြပြရရင်မိုင်းတွင်းနဲ့ဆင်းတာတို့ဘာလို့ဇွန်ဘီများတဲ့နေရာတို့တကယ်တမ်းပြောရလို့ရှိရင်woodland mansion တို့ဒီပေါ့နော်အဲ့လိုမျိုးအဓိကနေရာကြီးသွားရင်ပူပေါင်းပြီးပဲသွားပါအားလုံးကိုအတူတူတိုက်ခိုက်ပါအတူတူလှုပ်ဆောင်ပါအားလုံးကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးရဖို့လည်းပြောချင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့ကဲအားလုံးပဲတက်တာပါ